လက်တလောကာလတွင်မလက်ခင်စီလူခဲနှင့်နှစ်ပန်းခဲရှိစာတင်ကြောင်းတည်တည်နိုင်စာတင်နှစ်အသစ်ကိုပြန်လည်စတင်နေပြီဖြစ်ရာဆယ်ဆယ်မများနှင့်ကျောင်းတော်ကျောင်းသားများသည့်အားအင်အဖြစ်ဖြင့်စာတင်ခဲများထဲသို့ပြန်လည်ရောက်ရှိလာကြပြီးစာတင်နှစ်အသစ်၏တင် जा ရေးခင်းစဉ်ကိုစတင်ခဲ့ကြပြီဖြစ်ကြောင်းသိရပါတယ်။စာတင်နှစ်အသစ်ကိုစနစ်တကျတည်ငြိမ်စွာပြန်လည်စတင်နိုင်ရန်အတွက်စာတင်ကျောင်းတည်တည်သည့်ကျောင်းပတ်ဝန်းကျင်တင် जा ရေးအထောက်အကူပြုပစ္စည်းများပြီးအနေကျူတင်ကာကွယ်ရေးအစီအမံများနဲ့ကျောင်းအလက်ခရဲလုပ်ငန်းစဉ်များကိုပုံမကောင်းမအောင်ဆောင်ရွက်ထားပါတယ်။ရခိုင်နှစ်များနဲ့မတူဘဲဒေသ၏ယခုနှစ်တွင်အသည့်ကောင်တဲ့ပေါ်ဆောင်ရွက်နေသည့်ကလင်းငယ်မွေးဖွားခြင်းအားပံ့ပိုးကူညီမှုမူဝါဒအရတနည်းဒေသပတ်ဝန်းထက်များပြည်သူစစ်များနှင့်တာမန်ပြည်သူများ၏တာသမီများအားကျောင်းစီရှော့ပေးခြင်းနှင့်ပလက်ပေးခြင်းများအတွက်စာတင်ကျောင်းတည်တည်တွင်အချက်လက်စစ်စစ်တင်နေရနှင့်ဝန်ထမ်းရင်အားတိုးချက်ထားရှိပြီးမိဘများအားအကြံဉာဏ်နှင့်ဝန်ဆောင်မှုများပေးအပ်ကာအောက်ခြေမိသားစုများ၏ဝန်ထုံဝန်ပိုးကိုထိရောက်စွာရှော့ချပေးခဲ့ပါတယ်။ကျောင်းစာဖွင့်သည့်နေ့တွင်ကျောင်းသူကျောင်းသားများသည်ကျောင်းဝတ်ဆောင်များဝတ်ဆင်ကာမိဘများ၏လက်ပါပို့ဆောင်မှုဖြင့်ကျောင်းအနှံရေးလုပ်ငန်းစဉ်များကိုစနစ်တကျဆောင်ရွက်ခဲ့ကြောင်းဆယ်ဆယ်မများသည့်စိတ်ရှိလက်ရှိဖြင့်လက်ညွန်ပြသကာအချက်လက်များကိုတေချာဆွစစ်စေပြီးကျောင်းအလက်ခံရေးနေရာတွင်မြင့်ထွေးချူမြင့်သောပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပေးနိုင်ခဲ့ကြောင်းမူဝါဒအသစ်သည်၎င်းတို့အားလက်တွေ့ကျသောဂရုစိုက်မှုကိုခန်းစားရစေသည်ဟုမိဘအသီးသီးကပြောဆိုခဲ့ပါတယ်။စာတင်နှစ်အသစ်တွင်ခရသုံးခုရှိစာတင်ကျောင်းအသီးသီးသည်တင် जा ရေးစီမံခန့်ခွဲမှုကိုခိုင်မာစွာဆောင်ရွက်ကကျောင်းသူကျောင်းသားများကိုပြုစုပြောထောင်ပေးသွားမည်ဖြစ်ကြောင်းဆယ်ဆယ်မများနှင့်ကျောင်းသူကျောင်းသားအားလုံးအတူလက်တွဲပြီးစာပေဗဟုသုတပြည့်စုံတဲ့ကျောင်းဝန်းထက်တွင်အိမ်မက်များကိုအကောင့်ထဲပေါ်ကဒီရပညာရေးဖွံ့ဖြိုးတိုးတက်မှုအခမ်းကဏ္ဍတစ်ကိုအတူတကွရည်စွတ်သွားကြမည်ဖြစ်ကြောင်းတင်ဆက်လိုက်ပါရရှင်။